ခါလေးနဲ့မပြီးရင်လည်းဆိုပူကောင်းတော့တယ်ဗျမနေ့ကမျိုးကြတတ်တယ်ဒါကတော့ဒီနည်းလေးပြည့် ဖေလုံးစီမှာတော့ဒါကိုကလားမျက်စိလို့ခေါ်တာပေါ့ပြုတ်တိုးလဲရတယ်ရင်နှွေးဖြောတိုးလဲရတယ်ဝင်းရံတွေပေါ်မှာအကုန်လုံးမှဓာတ်လျှောက်တက်နေတာခုကတော့ဖေတို့ညာမှာမိုးတွင်းအလေးကြပေါက်တဲ့တိုးစရာလေးတွေလာခူးတာပေါ့ဒါကိုဖေတို့စီကြတော့ကလားမျက်စိပင်လို့ခေါ်တာဟို तू ကနွယ်ပင်အမျိုးစားလေ तू ကဝင်းနေရရှိရင်ဝင်းနေမော်တက်တယ်တိုင်ရှိရင်တိုင်ငုတ်ပေါ်တက်တယ်တစ်ပင်ရှိရင်တစ်ပင်မော်တက်တယ်ဒီလိုညွှန်းလေးတွေခူးပြီးတော့ကြတော့ဟိုကိုနှစ်သက်တယ်လို့ပေါ့ပြုတ်တိုးလဲရတယ်ရင်နှွေးဖြောတိုးလဲရတယ် ကလားမျက်စိကိုပြုတ်တို့ရင်လေမျက်စိအားကောင်းတယ်တဲ့ တို့တိုးနေရဆိုငပိကျင်နဲ့ကြီးတိုးနေတာနော်တခါလေးနဲ့ငပိကျင်နဲ့ဆိုပူကောင်းတော့တယ်ဗျ ပိုးကိုပိုးရတော့ငပိကျင်တယ်လည်းကောင်းပါလေ ကစင်းနဲ့စရင်နဲ့စိတ်သားလေးတောင်အမှတ်ရတယ်ဗျာငါတော့ဟိုစိတ်သားဆိုလို့လေတို့တော့စိတ်သားကိုတခါတည်းငပိနဲ့လုံးချက်တာလေစားလို့တော့ကောင်းပါလေဒါမှမဟုတ်တခါတည်းရတယ်ဟိုဒီမျိုးရလို့လေခက်ကအမွှေးကြံလေးနဲ့လေနူးအင်းလေးအောင်ချက်တာလေးစားရင်သားဟာနေသမီးတွေချက်တာတော့လားမသိဘူး ကိုဒီနေ့ဘာဖြစ်နေတော့စိတ်သားတွေကရွာလာမှဝယ်လို့ရတာညွတ်မှန်နေလားကိုမရှိတာမတောင်းတာနဲ့ရုပ်ကရှိတာဘာလုပ်ပေးရတော့ဒါသမီးတွေကချက်ကြမလို့တော့ အမလေးမေရဲ့မနဲ့ကလေးက90ဆောင်နေရမလားဘူးဒီမိုးရလားမသိဘူး အမေကတော့ဒီတို့ဆရာကလားမျက်စိနဲ့ကစုံရွက်ကလေးခုခဲ့တယ် အဲ့ဆိုမေတမီးပြည့်ချက်လေးရ ညီဖေကိုရှာပြန်ငပိချက်စားတာရိုးလို့တဲ့ငပိရည်လေးနဲ့တို့ချင်လို့တဲ့ငပိပြောမှကစုံရွက်စရင်တန်းတန်းလေးလေစိတ်သားနဲ့ကလေးတဲ့မြို့ကချက်လေးအီလေးစားချင်လို့နဲ့အဲ့ဒါငါသမီးငါပြောမယ်ရင်ဟိုချစ်တပူးတွေရှိသေးတယ်အီစီရလေ ဟော easy ဆိုဘူးလားစီးတယ်မရှိသေးတယ်ဟိုကစစ်တမ်းတက်ကောငါပြီးရောကြံသေးတယ် အဲ့လိုဆိုရင်ဖင်းချက်မနေနဲ့တော့အဲ့ဒါနဲ့ပဲဒီအတို့ညို့နဲ့စားနေအောင်အီစီဘူးနဲ့ အဲ့ကြိုက်ပဲဆိုရင်တော့ကြိုက်ပဲဒီနေ့မီးမလို့အလားမပြည့် easy hint တစ်ခွက်နဲ့လူမလို့နမ်းမလိုက်နိုင်ဆိုဘယ်လိုပဲလေအိမ်မှာမဲဟင်းကိုလေနေတိုင်းအမြဲတမ်းကိုယ်တိုင်ချက်စားနေပြန်တော့ကြတော့တခါတလေကြတော့လေဒီလိုလေးတွေစားခြင်းပြန်ရောဒီနေ့ကကြတော့ easy ရဲ့လူနု easy စိတ်သားနဲ့လေးရဲ့ပြီးတော့ကြတော့အရင်ဟင်းတွေကကြတော့ဒီက easy ရဲ့ငင်းလေးငပိချက်ဆက်ဆက်လေးရဲ့ easy ရဲ့ငပိရည်ကြိုးရဲ့ပြီးတော့ကြတော့ချက်မောင်ကျော်လဲပါသေးတယ်ပြီးရင်သမင်းစားပြီးရင်ကြတော့ဒီ easy က